ခေါ်တဲ့တရားလာပြောပါဖြစ်တယ်အမြင့်တပည့်တန်းဆရာတော်ခေါ်တဲ့တရားတော့ပါပါလေဒီပါဟိုအရင်မရရင်နေပါစေဟိုအမျက်မလျှောရင်တော်ပါပြီမှတ်ပါအရင်မလျှောရတော့ပါအရင်မလျှောရင်တော်ပါပြီဆရာတော်အဲ့ဒါဟောအဲ့ဒါဈေးတယ်လေအမျက်ကြီးစားတဲ့ဈေးတယ်ဒီမတရားစားရင်မတရားခံရမယ်စာရဖြစ်ပြီးရှိရသော်ဖေကရသော်ဖေကပြိဋိဘက်မစကန်ဒီမှာဟောခဲ့တယ်ငါဖေရဲ့သာသနာတော်ဟာတဲ့နှစ်ပေါင်း9000ကျော်ဒီခံမှာမို့အဲ့ဒီဟာလေဖုံကြီးတွေနဲ့ဆရာတော်တွေဖုံကြီးတွေနဲ့တကားတွေပေါ်မှာပဲမူတည်တယ်တဲ့မြတ်စွာဘုရားကအဲ့လိုမျိုးဟောခဲ့တယ်အဲ့ဒါကြောင့်မို့လို့ဘာသာတို့တဲ့ရှေ့တန်းကယက်နီနော်ဒီမျိုးရဲ့ကြောလူမျိုးက10မျိုးတိုင်းရင်းသားက135မျိုးမြန်မာပြည်အဲ့ဒါငါတို့မြန်မာလူမျိုးတွေအကုန်လုံးသိမရဘူးသစ္စာရေးဖရားဆွဲပြီးတာဖြည့်စည်းမရှိဘူးဘာမှလုံးလို့မရဘူးဟုတ်လေလူလောင်းလည်းပြောဦးဒီမှာ